ပရိသတ်ကြီးအလုံးမင်္ဂလာပါဗျာဒီကနေ့မှာတော့ကမ္ဘာအကြီးမားဆုံးကိုခန့်ပညာပေါင်းစုံတိုင်းကြိုးပိုင်းကြီးဖြစ်တဲ့ UFC 328ဘန်ပွဲကြီးရဲ့အငွေအသက်တွေအထူးသဖြင့်မြန်မာပရိသတ်တွေအတွက်ရင်ခုန်စိတ်လှုပ်ရှားစရာအကောင်းဆုံးဖြစ်ခဲ့တဲ့ Joshua Van ရဲ့တမိုင်းဝင်ပွဲစဉ်အကြောင်းကိုအားကစားနည်းဘူဟာပိုင်းဆိုင်ရာရှုထောင့်ကနေအသေးစိတ်သုံးသပ်တင်ဆက်ပေးတော့မှာပါ UFC 328ဆိုတဲ့ကနန်းစင်တက် Pay-per-view ပွဲကြီးတစ်ခုမှာပါဝင်ခွင့်ရဖို့ဆိုတာတာမန်ကစားသမားတစ်ယောက်အတွက်အိမ်မက်တစ်ခုလိုပါပဲဒီလိုကမ္ဘာအဆင့်မီစင်မြင့်ထက်မှာမြမသွေးပါတဲ့ Joshua Van တယောက်နေရာတနေရာအခိုင်အမာယာယူနိုင်ကြတာဟာတိုက်ဆိုင်မှုတစ်ခုလုံးဝမဟုတ်ပါဘူးသူ့ရဲ့ကစားဟန်ကိုအသေးစိတ်ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင်အမခန်းစရာ footwork ခြေလမ်းရွှေ့ပြောင်းမှုနဲ့သွေးအေးရေးနဲ့တုံ့ပြန်တတ်တဲ့ counter strike တံပြန်တိုက်စစ်အားသာချက်တွေကိုအထမဆုံးမြင်တွေ့ရမှာပါတာမန် flyweight တန်းကစားသမားတွေလိုအမြန်နှုံးတစ်ခုတည်းကိုအားကိုးပြီးစိတ်လိုက်မှန်မှဝင်လုံးတာခွန်အားကိုအလွန်ကျွံသုံးပြီးထိုးတတ်တာမျိုးမဟုတ်ပဲပြိုင်ဘက်ရဲ့လှူရှာမှုကိုစက္ကန့်နဲ့အများတွက်ချက်ပြီးမှကွက်တီဝင်ရောက်တိုက်ခိုက်တတ်တဲ့ striker အထီးသက်သမားတယောက်ရဲ့လက္ခဏာကိုသူ့စီမှာအထင်သာတွေ့မြင်နိုင်ပါတယ်အားကစားသုံးသက်သူတယောက်အနေနဲ့ Van ရဲ့အဓိကအားသာချက်ကိုထောက်ပြရင် distance management လို့ခေါ်တဲ့အကွာအဝေးထိန်းချုပ်မှုအပိုင်းပါမယ်။ကျိုးဝိုင်းထဲမှာပြိုင်ဘက်ကိုကိုလိုချင်တဲ့အကွာအဝေးမှာထားနိုင်ဖို့ဆိုတာအလွန်ကိုခက်ခဲတဲ့နည်းပညာတစ်ခုပါ။ Van ကတော့သူ့ရဲ့လက်သီးထနှုံ punching output ကိုအကျိုးရှိရှိအသုံးချပြီးပြိုင်ဘက်ကိုအမြဲတမ်းဖိအားပေးထားနိုင်စွာရှိတယ်။ပြိုင်ဘက်ကအတင်းဝင်လာပြီးဆိုရင်လည်း angle ချိုးပြီးဘေးထွက်လိုက်တာမျိုးအကောင်းဆုံးအချိန်ကိုက်ဖြတ်ထိုးတာမျိုးတွေကိုစက်ရုပ်တရုပ်လိုတိကျစွာလှုပ်ဆောင်နိုင်တာကိုကျွန်တော်တို့တွေ့ရတယ်။ဒါဟာနာယီပေါင်းရာတောင်ချီစနစ်တကျလေ့ကျင့်ထားတဲ့ muscle memory ကြောင့်ဒီလိုအလိုအလျောက်တုံ့ပြန်နိုင်တာပါ။ဒီပွဲစဉ်မတိုင်ခင်ကြိုတင်ပြင်ဆင်မှု fight camp ကာလာတွေကိုပြန်လေ့လာကြည့်ရင် Van ရဲ့အာရုံစိုက်မှု focus ဟာအမြင့်ဆုံးအဆင့်မှာရှိနေခဲ့တာကိုတွေ့ရတယ်။ flyweight 125ပေါင်တာမှာကစားရတဲ့အတွက် weight cut လို့ခေါ်တဲ့ကိုယ်အလေးချိန်ရှော့ချရတဲ့လုပ်ငန်းစဉ်ဟာကစားသမားတွေအတွက်ငရဲခန့်တစ်ခုပါပဲခန္ဓာကိုယ်ထဲကရေဓာတ်ကိုဂရန်အတိအကျနဲ့တွက်ချက်ဖယ်ရှားရတာဖြစ်လို့အနှဲငယ်အမားအယွင်းရှိကြနဲ့ပွဲကစားတဲ့အချိန်မှာ stamina ခန္ဓာရည်လုံးဝကျဆင်းသွားတတ်ပါတယ်ဒါပေမဲ့ဘိုင်ရဲ့အာဟာရပညာရှင်တွေနဲ့နီးပြအဖိုင်းနဲ့စနစ်ကျတဲ့စီမံခန့်ခွဲမှုတွေခေတ်မီအားကစားသိပ္ပံပညာ sport science ကိုအသုံးချမှုတွေကြောင့်ဝေးရင်ကိုလေးချိန်ချင်းကချင်းအဆင့်ကိုအခက်ခဲမရှိအကောင်းဆုံး body condition နဲ့ဖျက်ချော်နိုင်ခဲ့တာကိုတွေ့ရတယ်။ဒါဟာ professional ဆန်တဲ့အားကစားသမားတယောက်ရဲ့အထူးခြားဆုံးပြင်ဆင်မှုတွေထဲကတစ်ခုပါပဲ။နောက်တစ်ချက်ကတော့စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု mental toughness ပါ UFC 328လို့ကမ္ဘာတလွှားကစောင့်ကြည့်နေတဲ့ပွဲကြီးမှာထိုးတိုက်ရတာဟာရုပ်ပိုင်းဆိုင်ရာဖိအားထက်စိတ်ပိုင်းဆိုင်ရာဖိအားကပိုကြီးမားပါတယ်အထူးသဖြင့်မြန်မာနိုင်ငံကပြည်သက်တွေရဲ့မျောလင်းချက်ဆိုတဲ့ကြီးမားတဲ့ဝန်ထုတ်ဝန်ဖို့ကိုပခုံးပေါ်တင်ထားရတဲ့အခြေအနေမျိုးမှာပါဒါပေမဲ့ fight quick လို့ခေါ်တဲ့ပွဲမတိုင်ခင်တပတ်လို media interview တွေသတင်းစာရှင်းလင်းပွဲတွေမှာ ban ပြသွားတဲ့ body language ကအတော်လေးကိုအေးအေးတင်းရင်လွတ်နေတယ်ပြိုင်ဘက်တွေကစိတ်တိုက်အေးရစစ်စင်ရေး trash talk တွေလုပ်ပြီးအာယုံနောက်အောင်လုပ်တတ်ကြပေမဲ့ ban ကတော့သူ့ရဲ့ game plan ကစားကွက်နီးဗျူဟာကိုသာခေါင်းထဲမှာအချိန်ချင်းပြန်လဲပုံဖော်နေတဲ့ analytical mindset မျိုးကိုပြသသွားခဲ့တယ်။အောက်တာဂုံကျိုးဝိုင်းစီကိုရှောင်းလန်းလာတဲ့အချိန်ပရိသတ်တောင်းတဲ့ချီရအော်ဟေးအားပေးတန်တွေကြားထဲမှာသူ့ရဲ့နှလုံးခုန်လုံးကိုဘလောက်အထိထိန်းချုပ်ထားနိုင်တယ်လဲဆိုတာကပွဲရရလက်ကိုအများကြီးတိုက်ရောက်စေပါတယ်။ adrenaline dump လို့ခေါ်တဲ့ရုတ်တရက်စိတ်လှုပ်ရှားမှုကြောင့်ခွန်အားပေအကောင်ယူစိမ့်ထသွားတတ်တဲ့အခြေအနေမျိုးကိုမရောက်အောင်ရှူသွင်းရှူထုတ်လေးကိုစနစ်တကျထိန်းချုပ်ပြီးမျက်လုံးတွေကအောက်တာဂွန်ကျိုးဝိုင်းရဲ့အလဲဘဟုကိုသာစူးစိုက်ကြည့်နေခဲ့တယ်။ကျိုးဝိုင်းတကပိတ်သွားတဲ့အချိန်မှာတော့လေးတူတစ်ခုလုံးကပောက်ကွဲထွက်တော်မသက်တင်းမာသွားခဲ့ပါပြီ။ကမ္ဘာအဆင့်ကစားသမားတွေပြည့်နှက်နေတဲ့ဒီ UFC ရဲ့အခက်ခဲဆုံး division တစ်ခုမှာ Joshua Van တယောက်မြန်မာအမှန်ကိုအားကစားနည်းပညာရပိုင်းဆိုင်ရာနဲ့ဘလို့ပေါင်းဆက်ပြီးပောက်ကွဲပြမလဲဆိုတာဟာနီးဗျူအပိုင်းလေလာသူတွေအတွက်ပါအလွန်ကိုစိတ်ဝင်စားစရာကောင်းတဲ့အခိုက်အတန့်တစ်ခုခေပုံပေါ်လာခဲ့ပါတော့တယ်။ကျိုးဝိုင်းတကားပိတ်သွားတဲ့နောက်တိုင်လူကြီးကစီးမြွန်းတွေကိုနောက်ဆုံးအချိန်ရှင်းပြဖို့နှစ်ယောက်စလုံးကိုကျိုးဝိုင်းအလဲဘဟုစီခေါ်လိုက်တဲ့အချိန်အဲ့ဒီ face off လုပ်တဲ့စက္ကန့်ပိုင်းလေးဟာရုပ်ရှင်ဆန်ဆန်စိတ်လှုပ်ရှားစရာအကောင်းဆုံးပါပဲ။ Joshua Van ရဲ့မျက်လုံးတွေကိုတေချာကြည့်ကြည့်ပါ။ပြိုင်ဘက်ကိုအထင်သေးတဲ့ပုံစံမျိုးဒေါသထွက်နေတဲ့ပုံစံမျိုးဒါမှမဟုတ်ကြောက်ရွံ့နေတဲ့ပုံစံမျိုးလုံးဝမရှိဘူးတကယ်ကိုသွေးအေးရေးနဲ့ပြိုင်ဘက်ရဲ့မျက်တောင်ခတ်တဲ့နှုံ
ပခုံးအနေအငင်းအသက်ရှူနှုံးကားစား scan ဖနေတဲ့အတိုင်းပါပဲဒါဟာတကယ် elite အဆင့်ကစားသမားတွေမှာပဲတွေ့ရတဲ့ predator vision လို့တင်စားခေါ်ပေါ်ကြတဲ့တားကောင်ကိုအကဲခတ်တဲ့အကြီးမျိုးဗျ တိုင်လူကြီးရဲ့ခေါင်းလောင်းတန်ထွက်လာပြီဆိုတာနဲ့ပထမဆုံးစတင်တဲ့အပိုင်းကိုတိုင်ချိုဝိုင်းအခေါ်အရ feeling out process လို့ခေါ်ပါတယ်ချက်ချင်းကြီးအတင်းဝင်မလုံးဘူးအကွာဝဲကိုတိုင်တာတယ် faint လို့ခေါ်တဲ့လှည့်စားတဲ့လှုပ်ရှားမှုတွေလုပ်ကြည့်တယ်ဘန်ကပခုံးလေးတွန်းပြလိုက်တယ်ခြေတော်ကိုရှေ့နေနေတိုးပြလိုက်တယ်ဘားသွားလဲဆိုတော့သူဒီလိုလှုပ်ရှားလိုက်ရင် blind bus ကဘလို့တုံ့ပြန်မှု reaction လာမလဲဆိုတာကိုအချက်လက်စုဆောင်းနေတာပါ ပြိုင်ဘက်ကနောက်ဆုတ်သွားသလားဒါမှမဟုတ်တန်ပြန်ထိုးဖို့ပြင်းသလားတိုက်စစ်ဆင်းဖို့ခေါင်းကုန်ဝယ်လာသလားဒီ data တွေကိုပထမ10မိနစ်2မိနစ်အတွင်းမှာဥနောက်သေးကိုအမြန်ဆုံး feed လုပ်နေလာဖြစ်ပါတယ်ဘန်ရဲ့ကစားကွက်မှာအထူးခြားဆုံးကတော့တာမန်ရိုးကျအရှိအနောက်သွားတဲ့လှုပ်ရှားမှု linear movement ကိုတိတ်မသုံးပဲ lateral movement လို့ခေါ်တဲ့ဘေးတိုက်ရွေ့လျာမှုကိုအန်ခန့်ထုံးချသွားတာပါပဲပြိုင်ဘက်ကအားပါတဲ့ညာလက်သီးနဲ့လွဲထိုးလိုက်တိုင်းဘန်ကအဲ့ဒီလမ်းကြောင်းပေါ်မှာမရှိတော့ဘူးခြေထောက်ကထောင်ချိုးလိုက်ပြီးသားချစ်နေပြီအဲ့ဒီလိုထောင်ချိုးလိုက်တဲ့အချိန်မှာပြိုင်ဘက်ရဲ့ဟာကွက်ကသူ့အရှိမအကြီးကြီးပေါ်နေတတ်တယ်အဲ့ဒီအချိန်မှာမှကောင်တာပြန်ဝင်တာမျိုးပါဒါဟာကြည်နေတဲ့ပရိသတ်အတွက်တော့လွယ်တယ်လို့ထင်ရပေမဲ့တကက်လက်တွေ့ဂျိုးဝိုင်းထဲမှာမီလီစက္ကန့်အတွဲဆုံးဖြတ်ပြီးလှုပ်ရှားရတာဖြစ်လို့အင်မတန်မှခက်ခဲတဲ့နီးပညာတစ်ခုပါနောက်ထပ်ဂရုပြုစရာတစ်ချက်က Van ရဲ့ jab ဘဲလက်တင်းတဲ့အသုံးပြုပုံပါပဲတချို့ကစားသမားတွေက jab ကိုအမှတ်ယူဖို့တက်ပဲသုံးပေမဲ့ Van ကတော့ multi purpose သုံးသွားတာတွေ့ရတယ်ပြိုင်ဘက်အနာကမလာနိုင်အောင်အကွာဝေးထိန်းဖို့တတ်သုံးတယ်ပြိုင်ဘက်ရဲ့မြင်ကွင်းကိုကွဲသွားအောင် vision obscurement လုပ်ပြီးနောက်ကနေအားပါတဲ့ညာလက်သည်ဒါမှမဟုတ်ခြေကန်ချက်တွေထည့်ဖို့ set up အနေနဲ့သုံးတယ်ပြီးတော့ပြိုင်ဘက်ရဲ့ rhythm ကိုဖျက်ပစ်ဖို့လည်းသုံးတယ် Van ရဲ့ jab တွေတောက်လျှောက်ထိလာတဲ့အခါပြိုင်ဘက်ကသူစဉ်းစားထားတဲ့ကစားကွက်ကိုအကောင့်ထဲဖော်လို့မရတော့ပဲ Van ရဲ့ကစားကွက်ထဲကိုအလိုလိုရောက်လာတော့တာပါပဲဒီနေရာမှာ flyweight တန်းရဲ့အကြီးမားဆုံးအန်တယ်ဖြစ်တဲ့နပန်းလုံးတာ wrestling takedown တို့ Van ဘလို့ကာကွယ်ထွားတယ်လဲဆိုတာကိုလည်းမချီကျူးပဲမနေနိုင်ပါဘူးပြိုင်ဘက်ကမတ်တက်ရက်ထိုးတက်ရတာအဆင်မပြေတော့ဘူးဆိုတာသိလာတဲ့အခါခြေထောက်ကိုဝင်လုံးပြီးမြေပြင်ပေါ်ခေါ်သွားဖို့ level change စူးစမ်းလာပါတယ်ဒီအချိန်မှာ Van ရဲ့ take down defense ကဘလောက်မြန်တယ်လဲဆိုရင်ပြိုင်ဘက်ရဲ့ခေါင်းကုန်းလိုက်တဲ့အမူအရာကိုမြင်လာတဲ့တပြိုင်နက်သူ့ရဲ့တင်ပါးကိုနောက်ပစ်ပြီး sprawl ပြိုင်ဘက်ရဲ့ခန္ဓာကိုယ်ပေါ်ကိုအလေးချိန်အပြီးဖိချလိုက်တာပါပဲအာနာဟုတ်လို့ခေါ်တဲ့ပြိုင်ဘက်ရဲ့ဂျားရောက်ကနေလက်ရှို့ပြီးထိန်းချုပ်တဲ့နေရာမှာလည်းအင်မတန်ကျွမ်းကျင်တာကိုတွေ့ရတယ်ပြိုင်ဘက်အတွက်တော့ကိုကအားကုန်သုံးပြီးဝင်လုံးတယ်ဒါပေမဲ့ဘယ်လိုမှလှဲချက်လို့မရဘူးဆိုတဲ့အတိကစိတ်သက်ရေးရအရာ psychological toll အတော်လေးကိုထိခိုက်စေပါတယ်ထပ်ပြီးတတိထားမိတော့ကသူရဲ့ body walk ခန္ဓာကိုယ်ပိုင်းကိုတိုက်ခိုက်ခြင်းပါပဲဦးခန်းကိုချီပဲပြစ်မှတ်ထားတာမျိုးမဟုတ်ပဲပြိုင်ဘက်ရဲ့အသေးအိမ်နဲ့ one by one တွေကိုပြစ်မှတ်ထားတဲ့လက်သေးတွဲတွေခြေကန်ချက်တွေကိုမတိမတားလီရောနော့အသုံးသွားတယ်အားကစားတီးပန်အရာ one by ကိုပြင်းပြင်းထန်ထန်အထိုးခံရတာဟာဦးခေါင်းကိုအထိုးခံရတာထက်တစ်လုံးကိုပိုပြီးမြန်မြန်ကျဆင်းစေပါတယ်။ပြိုင်ဘက်ကအပေါ်ကိုကာကွယ်ဖို့လက်မြောက်လိုက်တဲ့အချိန်မှာလေးဟပ်သွားတဲ့ခန္ဓာကိုယ်အလဲပိုင်းကိုဘန်းရဲ့ပြင်းထန်တဲ့ဘဲဝိုက်လက်တီပြီးအပိုင်ဝင်သွားတာဟာပွဲရဲ့အလက်အပြောင်းတွေကိုဖန်တီးပေးနိုင်ခဲ့တဲ့အဓိကတော့ချက်တွေပါပဲ။ပထမချီကုံဆုံးထားတဲ့အချိန်မှာဆိုရင်ဂျိုးဝိုင်းထေကအချိန်တွေကရှင်းလင်းနေပါပြီ။ဘန်ကပွဲရဲ့အရှင်အဟုန် pace ကိုလုံးဝထိန်းချုပ်ထားနိုင်ခဲ့ပြီးစိတ်လောပြီးအားအိမ်တွေအလားထားမဖြုံးတီးဘူးခန္ဓာကိုယ်ရဲ့စွမ်းအိမ် gas tank ကိုဒုတိယချီနဲ့တတိယချီတွေအတွက်အတေချာတွက်ချက်ချလက်ထားတာကိုမြင်ရတယ်သူ့ရဲ့ထောင်းကိုပြန်ရုပ်တဲ့အချိန်မှာအသက်ရှူနှုံးမှန်မှန်နဲ့နီးပြတွေပြောတဲ့အကြံဉာဏ်တွေကိုတေးသေးချာချာနားထောင်ပြီးနောက်တစ်ဆင့်အတွက်အကယ်ဖြစ်နေတဲ့ပုံစံကညံစီမြင့်မားပြီးရင်းချက်တဲ့ fighter တယောက်ရဲ့အတွင်ကင်းအပီးအဝရှိနေတာကိုတွေ့မြင်ခဲ့ရပါတယ်။ဒုတိယအချီအတွက်ခေါင်းလောင်းတန်းထွက်ပေါ်လာတဲ့တပြိုင်နက်တည်းမှာပဲကျိုးဝိုင်းထဲကအငွေအသက်တွေကတိတိတာတာကိုပြောင်းလဲသွားပါတယ်။ပထမအချီတုန်းကပြိုင်ဘက်ရဲ့အားနည်းချက်အားတာချက်လှုပ်ရှားမှုပုံစံတွေကိုတေချာအကဲခတ်ပြီးအချက်လက်စူးစောင်းခဲ့တဲ့အဆင့်ကနေအခုခါမှာတော့ရရှိလာတဲ့ data တွေကိုအသုံးချပြီးအကောင့်ထဲဖော်တဲ့ execution အဆင့်ကိုဂျောရှွာဘန်တယောက်လုံးလုံးရရကူးပြောင်းသွားတာကိုမြင်တွေ့ရမှာပါအတီတာဆုံးပြောင်းလဲသွားတဲ့အချက်ကတော့ဂျိုးဝိုင်းကိုစိုးမိုးထင်းချုပ်မှုပါပဲဘ
ပထမအချီတုန်းကဗန်ဟာဂျိုးဝိုင်းရဲ့ဘေးဘက်ဒီမှာနေရာယူတာနောက်ဆုတ်ပြီးအကွာဝေးတိုက်တာမျိုးတွေများခဲ့ပြီမယ်အခုဒုတိယအချီရောက်တဲ့အခါဂျိုးဝိုင်းရဲ့အလဲဘဟို center of the octagon ကိုအပိုင်သိမ့်ပိုက်လိုက်ပါပြီသူကဘဟိုမှာနေရာယူလိုက်တဲ့အကျွိုင်းပြိုင်ဘက်ကဂျိုးဝိုင်းရဲ့ပိုက်ကွင်တွေစီကိုတဖြည်းဖြည်းတွန်းပို့ခိုင်ထားပြီးနောက်ဆုတ်နေရတဲ့အနေအထားကိုရောက်သွားပါတယ်တိုင်းလောကမှာ ring generalship လို့ခေါ်တဲ့ဒီလိုကျိုးဝိုင်းကိုစီမံခန့်ခွဲနိုင်စွာဟာဒိုင်ရီရဲ့အမှတ်ပေးမှုမှာအင်မတန်အရေးပါတယ်လို့ပြိုင်ဘက်အပေါ်ကိုလည်းစိတ်သက်ရေးရာဖိအား psychological pressure အကြီးအကျယ်တက်ရောက်စေပါတယ်ပြိုင်ဘက်အနည်းနဲ့ဘယ်ကိုပဲရွေ့ဘန်ရဲ့လွှမ်းမိုးမှုအောက်ကနေရုံးထွက်လို့မရဘူးဆိုတဲ့ခံစားချက်ကိုရလာစေတာပါဒီလိုဖိအားပေးလာတာနဲ့အမျှဗန်ရဲ့တိုက်ခိုက်မှုပုံစံတွေကလည်းပိုပြီးနှက်ဆိုင်ရှုပ်ထွေးလာပါတယ်အရင်ကထက်ဆိုင်ရင်လက်တီတွဲ combinations အသုံးပြုပုံတွေကအမကန်ပါပဲအစားတုံးကချိန်ရွဲတဲ့အနေနဲ့တုံခဲ့တဲ့ jab ပဲတဲ့တလုံးနဲ့ဒါမှမဟုတ် 1-2 လောက်ပဲတုံးရကလေးအခုဆိုရင်တိုက်ခိုက်မှု3ချက်4ချက်ပါဝင်တဲ့အတွဲလိုက်တွေအဆက်မပြတ်ထွက်လာပါပြီဒီနေရာမှာဗန်ရဲ့အထူးခြားဆုံးလက်တီတွဲတစ်ခုကိုထောက်ပြချင်ပါတယ်အဲ့ဒါကတော့ပြိုင်ဘက်ရဲ့မျက်နှာစီကိုလင်းပြန်တဲ့ jab crom နဲ့အရင်ပစ်ထွင်လိုက်တဲ့ပြိုင်ဘက်ကအပေါ်ကိုကာဖို့လက်နှစ်ဖက်မြောက်လိုက်တဲ့အချိန်မှာတင်ဟားသွားတဲ့ခန္ဓာကိုယ်ဘေးဘက်ကိုအင်မတန်အားပါတဲ့ body hook နဲ့ဝင်ထိုးတယ်အဲ့ဒီကနေမှတစ်ဆက်တဲ့ပြိုင်ဘက်ရဲ့မေးစီကိုအပ်ပါကနဲ့ပြန်တက်လာတာမျိုးပါဒီလိုအပေါ်အောက်အပေါ်ပြောင်းလဲတိုက်ခိုက်တဲ့ changing levels နီးဗျူဟာပြိုင်ဘက်ရဲ့ကာကွယ်ရေးစနစ် guard ကိုလုံးဝကစင်ကလျာဖိထွားစေတာပါဥကောင်းကိုကာရမလားဘိုက်ကိုမယ်ကာရမလားဝေခွေးမြဖိထွားစေတာပါအထူးသဖြင့်ဘန်ရဲ့ one by ပိုင်းတိုက်ခိုက်မှုတွေကတော်တော်လေးကိုထိရောက်ပါတယ်အသေးအိမ် lever ရှိတဲ့ညာဘက်နံညိုအောင်ပိုင်းကိုအတိအကျဝင်သွားတဲ့အချက်တွေဆိုရင်ပြိုင်ဘက်ရဲ့အသက်ရှူနှုန်းကိုချက်ချင်းဖောက်ပြန်သွားစေသည့်ထက်လုံကိုတိတိတတ်တာကြာဆင်းသွားစေတဲ့အထိပါပဲဒါပေမဲ့ MMA ဆိုတာတစ်ဖက်သက်ထိုးရိုက်နေရတဲ့အားကစားမျိုးမဟုတ်ပါဘူးပြိုင်ဘက်ဘက်ကလည်းအလွတ်ခံနေမှာမဟုတ်ပဲအခြေအနေကိုပြန်လည်ထိန်းချုပ်ဖို့ကြိုးစားလာပါတယ်အမတ်ကလည်းရှုံးနေပြီအထိုးကလည်းခံနေရပြီဆိုတော့ပြိုင်ဘက်အနေနဲ့မန်မဲပြီးအသိန်းဝင်လုံးဖို့ဒါမှမဟုတ်တတိလက်လွတ်နဲ့ overhand အချီးကြီးတွေလွဲထိုးပြီးပွဲသိမ်းဖို့ Hail Mary punch ကြိုးစားလာပါတယ်ဒီလိုအချိန်မျိုးမှာ Van ရဲ့ adaptability လို့ခေါ်တဲ့အချိန်တွေပေါ်မူတည်ပြီးချက်ချင်းပြောင်းလဲတုံ့ပြန်နိုင်စွမ်းကိုအထင်သာမြင်တွေ့ရမှာပါပြိုင်ဘက်ကဒေါသသကြီးနဲ့ရှေ့ကိုအတင်းတိုးဝင်လာတဲ့အခါမျိုးမှာဘန်ကအင်အားချင်းမရှင်ပါဘူးအတင်းပြန်မချဘဲသူ့ရဲ့အားသာချက်ဖြစ်တဲ့ခြေလမ်း footwork ကိုတုံးပြီးဘေးဘက်ကိုထောင်ချိုးဖယ်ထွက်လိုက်ပါတယ်တိုက်ပွဲဝင်မြင်းချောင်းပေါ်ကနေပျောက်သွားပြီးပြိုင်ဘက်ရဲ့ဘေးတိုက်အနေထားကိုရောက်သွားတဲ့အချိန်မှာအပိုင်းဖြတ်ထိုးတဲ့ counter လက်သီးတွေကအင်မတန်မှအန်ဒီယေများပါတယ်ပြိုင်ဘက်ရဲ့အရှိန်နဲ့ဘန်ရဲ့လက်သီးအရှိန်ပေါင်းစုံသွားတဲ့အတွက်ထိခိုက်မှုပမာဏကနှဆဖြစ်သွားတတ်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကွက်ပြောင်းလဲတစ်ခုကတော့နီးကပ်တဲ့အကွာဝေး close range ရောက်သွားတဲ့အချိန်တွေမှာပဲပြိုင်ဘက်ကအသင်းဝင်ဖက်ပြီး clinch အနေထားရောက်သွားရတော့ဘန်ကအလွယ်တကူအချုပ်မခံပါဘူးလက်မောင်းတွေကိုပြိုင်ဘက်ရဲ့လက်မောင်းတွေအောက်ကနေရှုသွင်းပြီး underhooks inside control အသာစီးရအောင်ယူထားလိုက်ပါတယ်အဲ့ဒီလိုအနေထားကနေရုံးထွက်ဖို့ကြိုးစားရင်တစ်ဖက်ကလည်းတိုတောင်းပင်မဲ့ထိရောက်တဲ့တတောင်တွေဒူးတွေနဲ့ပြိုင်ဘက်ရဲ့ပေါင်တွေဝမ်းပိုက်တွေကိုအဆက်မပြတ်အနောက်ရှက်ပေးနေပါတယ်ဒီလိုအသေးဖွဲလေးတွေလိုထင်ရတဲ့ထိခိုက်မှုတွေကချက်ချင်းကြီးပွေးသိမ်းတွားနိုင်တဲ့တန်ရာမျိုးမဟုတ်တောင်မှတစ်ဆက်ချင်းကျတဲ့ရေကကြောက်ဆောင်ကိုအကွဲစေတယ်လို့ပြိုင်ဘက်ရဲ့ခံနိုင်ရည်နဲ့စိတ်ဓာတ်ကိုတဖြည်းဖြည်းချင်းဖျက်ဆီးပစ်နေတာဖြစ်ပါတယ်ဒုတိယအချီတစ်ယောက်လုံးမှာအကျိတ်အနယ်ရှင်ပြိုင်နေရပေမဲ့ဘန်ရဲ့အသက်ရှူနှုန်းနဲ့ခန္ဓာကိုယ်လှုပ်ရှားမှုတွေကိုလေ့လာကြည့်ရင်တော်တော်လေးတည်ငြိမ်နေတုံဆိုတာတွေ့ရမှာလိမ့်မယ်။တာမန်ကစားသမားတွေဆိုရင်အခုလိုတိုက်စစ်ဆင်ရတဲ့အခါမျိုးမှာစိတ်လောပြီးအားရအလဟတကုံဆုံးသွားတတ်ပေမဲ့ဘန်ကတော့သူ့ရဲ့အားအင်ဒုံဆွဲမှုကိုတကယ်စီနီယာကစားသမားကြီးတွေလိုတေးသေးချာချာစီမံခန့်ခွဲနေတာပါ။တိုက်စစ်ဆင်မှုအခွင့်အရေးရတဲ့အခါရောက်တရအရှိန်တင်လိုက်တယ်။လိုချင်တဲ့အမှတ်ရသွားပြီ။ဒါမှမဟုတ်ပြိုင်ဘက်ကပြန်ပြီးအန်ဒရယ်ပေးနိုင်တဲ့အနေထားရောက်လာပြီဆိုရင်ချက်ချင်းပြန်ပြီးအကွာဝီးယူတယ်အသက်ရှူတယ်လုံးဝကိုစရုပ်တရုပ်လိုတိကျတေချာတဲ့တွက်ချက်မှုနေနဲ့ကစားသွားတာပါဒုတိယအချီပြီးဆုံးခါနီးအချိန်လေးမှာဆိုရင်ပြိုင်ဘက်ရဲ့မျက်နှာပေါ်ကတိုင်ရည်လေးလံလာတဲ့ခြေလမ်းတွေနဲ့အသက်ရှူမဝတော့တဲ့ပုံစံတွေကဘန်လက်တာခိုက်မှုတွေဘလောက်ထိထိရောက်ခဲ့တယ်လဲဆိုတာကိုတက်တည်ပြနေပါတယ်ဘန်ကတော့သူ့ရဲ့ထောင်းကိုပြန်သွားတဲ့အချိန်မှာတော့ခေါင်းကိုမတ်မတ်ထားပြီးပြိုင်ဘက်ရဲ့အခြေအနေကိုစူးစမ်းနေတုံးပါပဲ
ဒါဟာပြိုင်ဘက်ကိုရုပ်ပိုင်းဆိုင်ရာအရာသာမကစိတ်ပိုင်းဆိုင်ရာအရာပါအရေးနှိမ့်သွားအောင်ဖိအားပေးနိုင်တဲ့တကယ့်ဉာဏ်ရည်မြင့်ဖိုက်တာတွေရဲ့အရေးသွေးတစ်ခုဖြစ်ပါတယ်ဒုတိယချီနဲ့တတိယချီချာကအနာပေးချိန်10မိနစ်ဆိုတဲ့အချိန်တိုလေးအတွင်းမှာနှစ်ဖက်ထောက်နေရဲ့အခြေအနေကိုရှင်းကြည့်လိုက်ရင်ပဲပွဲရဲ့ရလဒ်ကတော်တော်လေးကိုပေါ်လွင်နေပါပြီပြိုင်ဘက်ရဲ့ထောက်မှာဆိုရင်နီးပြတွေကရေခဲထုတ်တွေကတ်ပေးနှာခေါင်းသွေးတွေတုပ်ပေးအသက်ရှူမှန်အောင်အော်ဟစ်တတိပေးနေရပြီးမင်းတို့ကိုအလဲထိုးမှရတော့မယ် you need a finish ဆိုတဲ့စကားကိုဖိအားပေးပြောဆိုနေကြရပါပြီဒါဟာအမတ်ပေးစနစ်အရာလိုဝရှုံးမင်းနေပြီဆိုတာကိုဝန်ခံလိုက်တာပါပဲတစ်ဖက်မှာတော့ Joshua ဘန်ရဲ့ချောင်းကလုံးဝကိုတင်းငင်နေပါတယ်ရင်းနဲ့တောက်တဲ့နီးပြရဲ့အကြံပေးစကားကိုတေချာနားထောင်တယ်မျက်လုံးတွေကရှင်းလင်းတခြားနေပြီးနောက်တစ်ချီအတွက်အစီအစဉ်ကိုခေါင်းထဲမှာတီးတီးချာချာပုံဖော်နေတဲ့အနေထားပါတတိယအချီ final round တွေဒိုင်လူကြီးကလက်ကိုဝှေ့ရမ်းပြီးပွဲစတင်လိုက်တဲ့အချိန်မှာပဲကျိုးဝိုင်းတဲကစိတ်သက်ရေးရအသာစီးရမှုကဘလောက်အရေးကြီးတယ်လဲဆိုတာကိုအထင်းသားမြင်တွေ့ရပြန်ပါတယ်ပြိုင်ဘက်ကနိုင်ချင်စောနဲ့တိုးမခုရှုံးမဲချင်တဲ့သဘောနဲ့ခြေလိုင်းကျဲကြီးတွေနဲ့ရှေ့ကိုအတင်းတိုးဝင်လာပါတယ်ဒါပေမဲ့သူ့ရဲ့လှုပ်ရှားမှုတွေကပထမအချီတုန်းကလိုပေါ်ပါသွက်လက်မနေတော့ပါဘူးဒုတိယအချီတစ်ချောင်းလုံးအထိုးခံထားရတဲ့ဝမ်ပိုက်ပိုင်းရဲ့ဒဏ်အထူးသဖြင့်အသေးအိမ်ကိုထိထားတဲ့ဒဏ်ဒီကြောင့်လှုပ်ရှားမှုတိုင်းမှာနာကျင်မှုကိုကြိတ်မိတ်ခံစားနေရတာသိတာပါတယ်ခြေလမ်းဒီကလေးလန်းနေပြီး flat footed နေပြီးလက်တင်ထားတဲ့အနေထား God ကလည်းတီတီတတကိုနှိမ့်ချနေပါပြီဒီလိုခြေနေကိုအမိယာအတုံးချတတ်တာကလည်း fan ရဲ့အားသာချက်တစ်ခုပါပဲပလိုင်ဘက်ကအတင်းဝင်လာတဲ့အချိန်မှာ fan ကအနောက်ကိုဖြည်းဖြည်းချင်းဆုတ်ပေးလိုက်ပြီးထောင်းချူ angle တွေကိုပါပါနက်နက်ယူသွားပါတယ်ပလိုင်ဘက်ရဲ့လက်သီးတွေကလေထဲမှာပဲဝဲနေပြီး fan ရဲ့ခန္ဓာကိုယ်ကိုလုံးဝမထိနိုင်တော့ပါဘူးအဲ့ဒီလိုလွဲသွားတဲ့အချိန်တိုင်းဟာကွက်ပေါ်သွားတဲ့အချိန်တိုင်းမှာ fan ရဲ့တီးကြပြတ်သားတဲ့ကောင်တာလက်သီးတွေကမျက်နှာကိုတစ်ချက်ဝမ်ဘိုက်ကိုတစ်ချက်မဆာမနာဝင်ရောက်သွားပါတယ်ဒါဟာအကျန်းပဒန်းရိုင်းနှက်နေတာမဟုတ်ပဲတိကျတေချာတဲ့ခွဲစိတ်ဆရာဝန်တယောက်ရဲ့ဓာတ်ချက်တွေလို့တေးတက်လွန်လာပါတယ် Precision beats power and timing beats speed ဆိုတဲ့ Conor McGregor ရဲ့နာမည်ကျော်စကားစုကိုဘန်းကလက်တွေ့တက်သေးပြန်နေသလိုပါပဲအချိန်နည်းနည်းလေးထပ်ရလာတာနဲ့မျှဘန်းရဲ့တိုက်ထိုက်မှုတွေကနောက်ထပ်အဆင့်တစ်ခုကို next level ကူးပြောင်းသွားပါတယ်အခုချိန်ထိမတ်တက်ရက်ပြီးအပြန်လန်ထိုးကျိတ်တဲ့ striking အပိုင်းမှာပဲအသာစီးယူပြထားတဲ့ဘန်ဟာပြိုင်ဘက်ကလက်တီးတွေကိုပဲအာယုံစိုက်ပြီးကားခွေနေချိန်မှာရုတ်တရက်အောက်ပိုင်းကို short swing level change လိုက်ပြီးအင်မတန်ရေမြန်တဲ့ double leg takedown ခြေနှစ်ဖက်ကိုဖတ်ပြီးလွှဲချတဲ့ကွက်ကိုအသုံးပြုလိုက်ပါတယ်ပလိုင်ဘက်အနေနဲ့လုံးဝမမျှော်လင့်ထားတဲ့တိုက်ထိုက်မှုဖြစ်တဲ့အပြင်ခြေထောက်တွေကလည်းမာတောက်နေပြီဖြစ်တဲ့အတွက်အလွယ်တကူပဲကြောနဲ့မြေကြီးမိတ်ဆက်ထွက်ရပါတော့တယ်MMA ရဲ့အလားတရားကဒီနေရာမှာပေါ်လွင်လာပါတစ်ဖက်လူကတက်လုံကြပြီးမော်ဘန်းနေချင်းမှာမြေပြန်ပေါ်ကိုဆွဲချခံလိုက်ရပြီးဆိုရင်ကြောက်တုံးကြီးဖြီးထားသလိုအသက်ရှူရကြက်သွားတတ်ပါတယ်ဖန်ကပြိုင်ဘက်ကိုကျိုးဝိုင်းပေးကပိုက်ကွင်စီကိုဖြည်းဖြည်းချင်းတွန်းပို့ပြီးလှုပ်မရအောင်အပေါ်ကနေထိန်းချုပ်လိုက်ပါတယ်ပြိုင်ဘက်ကအောက်ကနေအတင်းယုံထုတ်ဖို့စ조사ပေမဲ့ဘန်ရဲ့နေရာယူမှု positioning နဲ့ခန္ဓာကိုယ်အလေးချိန်ကိုအသုံးချပုံတွေကအရန်ကိုစနစ်ကျတဲ့အတွက်ယုံလေမောလေဖြစ်လာစေပါတယ်မြေပြင်ပေါ်ရောက်သွားပေမဲ့ဘန်ကဒီတိုင်းအချင်းဆွဲပြီးအမတ်ယူဖို့ lay and pray လုံးလော့မစ조사ပါဘူးသူ့ရဲ့အဓိကရည်ရွယ်ချက်ကပွဲသိမ်းဖို့ပါပြိုင်ဘက်ရဲ့လေဘေးနဲ့လက်မောင်းတစ်ဖက်ကိုထိန်းချုပ်ထားရင် half guard or side control အခွင့်အရေးရတာနဲ့အင်မတန်အားဖားတဲ့တဒေါင်ဒီလက်တီးတို short strikes တွေကိုပြိုင်ဘက်ရဲ့မျက်နှာစီကိုအဆက်မပြတ်တစ်ထွေးနေပါတယ်။အောက်မှာရောက်နေတဲ့ပြိုင်ဘက်အနေနဲ့မွန်းနာကိုကာကွယ်ဖို့လက်ကိုမြှောက်လိုက်ဟင်ဘန်ကအနေထားကိုပြောင်းပြီးလက်ဘင်းကိုညှစ်ဖို့ submission ကြိုးစားတယ်။လက်ဘင်းကိုကာကွယ်ပြန်ရင်လည်းမျက်နှာစီကိုလက်သီးတွေကမိုးရွာသလိုကျလာပြန်ပါတယ်။ဒါဟာပြိုင်ဘက်ကိုရွေးချယ်စရာလက်နှလုံးလုံးမှာအသေးခံမလားဆိုတဲ့အချက်သေးထဲကိုဆွဲသွင်းလိုက်တာပဲဖြစ်ပါတယ်။ပွဲချိန်ကတတိယချီရဲ့နောက်ဆုံးမိနစ်စီကိုရောက်လာပါပြီ။ပြိုင်ဘက်ရဲ့မျက်နှာပေါ်မှာသွေးရီပေးချန်နေပြီးခုခံကာကွယ်နိုင်စွမ်းလုံးဝမရှိတော့ပါဘူး။ဒိုင်လူကြီးကလည်းအနီးကဆုံးချီနေပြီးကာကွယ်လေးပြန်လုတ်လေလို့အော်ဟစ်တတိပေးနေပြီမဲ့ပြိုင်ဘက်ခမနာအားအိမ်တွေလုံးဝခန်းချောက်သွားခဲ့ပါပြီ။နောက်ဆုံးကတော့ဗန်ရဲ့မရက်မနာတိုက်ခိုက်မှုတွေဖိအားပေးမှုတွေကိုမခံနိုင်တော့တဲ့အဆုံးမှာဒိုင်လူကြီးကပွဲကိုရပ်တန့်လိုက်ရပါတော့ပြီ။
TKO နဲ့ Joshua Van တယောက်ထိုက်တန်အောင်ပွဲခံလိုက်တာကိုပရိသတ်ကြီးတခဲနဲ့လက်ခုပ်အော်ပါတိုးပါပေးတဲ့နေနဲ့အတူကြက်တိထောက်ဖတဲ့မြင်တွေ့လိုက်ရပါတယ်။ဒီပွဲစဉ်တစ်ခုလုံးကိုခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် Joshua Van ဟာတာမန်တိုက်ခိုက်ရေးသမား brawler တယောက်မဟုတ်ပဲဦးနောက်ကိုအသုံးချပြီးပြိုင်ဘက်ရဲ့အားနည်းချက်ကိုစနစ်တကျဖျက်ဆီးပစ်နိုင်တဲ့စစ်ပြူရရှင် tactician တယောက်ဖြစ်တယ်ဆိုတာကိုတတ်သိပြသွားတာပါ။ပထမချီမှာအချက်လက်စုဆောင်တယ်။ဒုတိယချီမှာအဲ့ဒီအချက်လက်တွေကိုအတုံးချပြီးဖိအားပေးတယ် execution and pressure တတိယချီမှာတော့ပြိုင်ဘက်ရဲ့စိတ်ဓာတ်နဲ့ခံနိုင်ရည်ကိုအပီးတိုင်ရိုက်ချိုးပြီးပွဲကိုအဆုံးသတ်လိုက်တာပဲဖြစ်ပါတယ်။ဒါဟာခေတ်သစ် MMA လောကမှာချန်ပီယံအဆင့်ရောက်လာမဲ့ကစားသမားတွေစီမှာထားတွေ့ရတဲ့အစစ်မွင်တိုက်ခိုက်မှုပုံစံတစ်ခုဖြစ်ပါတယ်။ပွဲတင်ခေယာမုန်းလိုက်တဲ့အချိန်တိုင်လူကြီးကကြားထဲဝင်ပြီးပွဲကိုရက်တက်လိုက်တဲ့အချိန်မှာပဲ Joshua ပိုင်ရဲ့မျက်နှာပေါ်ကအမူအရာကိုသတိထားကြည့်မိကြမယ်ထင်ပါတယ်။တာမန်ကစားသမားတွေလိုအော်ဟစ်တောင်းချမ်းပြီးအလွန်အမင်းအောင်ပွဲခံတာမျိုးမတွေ့ရပါဘူး။သူ့ရဲ့အမူအရာကအတိတ်ကိုတည်ငြိမ်လွန်းနေပါတယ်။ဒါဟာငါအစကတည်းကတွက်ချက်ထားပြီးသားဖြစ်လာမယ်ဆိုတာသိထားပြီးသားရလက်တစ်ခုပါပဲဆိုတဲ့ပုံစံမျိုးနဲ့ပြိုင်ဘက်ကိုလေးလေးစားစားသွားရောက်နှုတ်ဆက်ပါတယ်။ဒီလိုတွေးအေးတည်ငြိမ်မှုစိတ်ခံစားချက်ကိုအပြည့်အဝထိန်းချုပ်နိုင်မှုတွေကသူ့ရဲ့အတွေ့အကြုံသူ့ရဲ့အတွေ့အကြုံတွေနဲ့ရှင်ကြည့်ရင်တကယ့်ကိုအမခံပါပဲ။ပွဲပြီးသွားတဲ့အချိန် post fight analysis လို့ခေါ်တဲ့ပွဲအပြီးသုံးသပ်ချက်တွေကိုကြည့်လိုက်ရင်ဘန်ရဲ့အားသာချက်ကဘလောက်တောင်ထင်ရှားသလဲဆိုတာဂိမ်းကနန်းအချက်လက်တွေကတက်တေပြနေပါတယ်။တီးတာထင်ရှားတဲ့လက်တီချက် significant strikes ထိအောင်မူရခိုင်နှုန်းမှာဘန်ကပြိုင်ဘက်ချက်အပြတ်သက်သာလွန်နေပါတယ်။အထူးသဖြင့်ဒုတိယချီနဲ့တတိယချီတွေမှာပြိုင်ဘက်ရဲ့လွဲချော်သွားတဲ့တိုက်ခိုက်မှုတိုင်းကိုအကျိုးရှိအသုံးချပြီးကောင်းတာတွေအပိုင်းပြန်တွေးနိုင်ကြတာကပွဲရဲ့အလဲပြောင်းကပဲ။ဒါအပြင်တိုက်ခိုက်မှုပုံစံကိုရုတ်တရက်ပြောင်းလဲပြီး striking နဲ့ grappling ကိုကူးပြောင်းတာ take down ယူသွားတဲ့အချင်းကိုက်လှုပ်ရှားမှု timing ကလည်းပြီးဆုံးလုံးပါပဲ။ဒါဟာသူ့ရဲ့ fight IQ ဂျိုးဝိုင်းအသွေးညံ့ညေသုံးဆွဲနိုင်မှုဟာ flyweight ရဲ့ထိပ်သီးအဆင့်တွေနဲ့ရှင်ပိုင်နိုင်တဲ့အနေအထားမှာရှိနေပြီဆိုတာကိုမီးမောင်းထိုးပြလိုက်တာပါပဲ။ဒီပွဲရဲ့နိုင်ပွဲက Joshua ဘန်အတွက်ဂျိုးဝိုင်းတွင်အောင်မြင်မှုတက်မဟုတ်ပါဘူး။သူ့ရဲ့ဈေးကွက်တန်ဖိုး market value ကိုပါတိတိတတ်တာမြင့်တက်သွားစေခဲ့တာပါ။ UFC ဆိုတာအားကစားတက်မဟုတ်ဘဲကြီးမားတဲ့စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့အတွက်ကစားသမားတစ်ယောက်ရဲ့တန်ဖိုးကိုသူ့ရဲ့တိုက်ခိုက်နိုင်စွမ်းတစ်ခုတည်းနဲ့တိုင်းတာလို့မရပါဘူး။ပရိသတ်ကိုဘယ်လောက်ဆွဲဆောင်နိုင်တယ်လဲ draw power သူ့နောက်မှာအားပေးမဲ့ပရိသတ်အခြေခံ fan base ဘယ်လောက်ခိုင်မာတယ်လဲဆိုတာတွေကအရန်အရေးကြီးပါတယ်။ Van ရဲ့အားသားချက်က American ပြည်တွင်းပရိသတ်တွေရဲ့အာယုံဆိုင်မှုကိုရရှိထားသလိုသူ့ရဲ့မွေးရမြေဖြစ်တဲ့မြန်မာနိုင်ငံကနေတခဲနဲ့အားပေးနေတဲ့ပရိသတ်အင်အားကလည်းအလွန်ကိုကြီးမားခိုင်မာပါတယ်။မြန်မာပရိသတ်တွေရဲ့ social media ပေါ်ကတက်ကြွမှုအားပေးဝန်းရံမှုတွေက UFC ရဲ့ algorithm တွေ marketing တာဝန်ရှိသူတွေရဲ့မျက်စိကျစရာဖြစ်လာပါတယ်။ဒါဟာ UFC အနေနဲ့အာရဈေးကွက်ကိုထိုးဖောက်ရမှာ Van ကိုအထူးကလက်နက်တစ်ခုဖြစ်အသုံးပြုလာနိုင်တဲ့အလားအလာတွေကိုမြင်တွေ့လာရတာပါ။ဒီနိုင်ပွဲကြောင့်သူ့ရဲ့စပွန်ဆာစာချုပ်တွေကြော်ညာကမ်းလှမ်းမှုတွေဟာလာမဲ့လပိုင်းတွေအတွင်းမှာအဆက်မတန်ခုန်တက်သွားဖို့ရှိနေပါတယ်။တက်သစ္စာကျယ်ပွင့်တယောက်ကနေဝင်ငွေကောင်းတဲ့ထိပ်တန်းကစားသမား Money Fight Candidate တယောက်အဖြစ်ကိုကူးပြောင်းဖို့ခြေလမ်းစတင်လိုက်ပြီလို့ဆိုရပါတယ်။နောက်တစ်ချက်စဉ်းစားစရာကဒါဆိုရင်ဘန်အတွက်နောက်ထပ်ရင်ဆိုင်ရမယ့်ပြိုင်ဘက်ကဘယ်သူဖြစ်လာမလဲဆိုတဲ့မေးခွန်းပါ flyweight တန်ဆိုတာလှုပ်ရှားမှုအမြန်ဆုံးနီးစနစ်အကျွဲဝဆုံးကစားသမားတွေစုဝေးနေတဲ့နေရာပါအခုရရှိလိုက်တဲ့နိုင်ပွဲကြောင့်ဘန်ဟာ top 15အဆင့်သက်မှတ်ချက် rankings ထဲကိုဝင်ရောက်လာဖို့တေချာတဲ့လောက်ရှိသွားပါပြီ UFC ရဲ့ပွဲစဉ်ဖန်တီးသူတွေအနေနဲ့ Van ကိုဖြည်းချင်းအဆင့်မြင့်တင်ပေးမလားဒါမှမဟုတ်ထိပ်သီး gatekeeper တွေနဲ့တန်းပြီးပေးတွေ့မလားဆိုတာစိတ်ဝင်စားစရာပါအတွေ့အကြုံရင် warrant ကစားသမားတွေဖြစ်တဲ့ Tim Elliott လို Match Snell လိုကစားသမားတွေနဲ့ပေးတွေ့ပြီးသူရဲ့မြေပြင်တိုက်ခိုက်မှုအတွေ့အကြုံ grappling defense ကိုစမ်းသပ်တာမျိုးလည်းလုပ်နိုင်ပါတယ်ဒါမှမဟုတ်လက်ရှိရှုံးပွဲမရှိသေးပဲအရှင်ဟောင်ကောင်နေတဲ့အခြားသောတက်သစ္စာကျယ်ပွင့်တွေဥပမာတာဆူရိုတိုင်ရာလိုဂျပန်ကစားသမားမျိုးနဲ့ prospect versus prospect အလားအလာရှိသူနှစ်ဦးထိတိုက်တွေ့ဆုံခြင်းပွဲစဉ်မျိုးဖန်တီးပေးလာနိုင်ခြေလည်းရှိပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ဘန်အနေနဲ့ top 10အဆင့်လိုထိုးဖောက်ဖို့ဆိုရင်နောက်ထပ်ခက်ခဲချမ်းသာတဲ့စမ်းသပ်မှုတွေကိုကြော်ဖြတ်ရအောင်မှာအသေးချပါပဲ
ဒါပေမဲ့ဒီကနေ့ဂျိုးဝိုင်းထဲမှာပြသသွားတဲ့စွမ်းဆောင်ရည်တွေကိုကြည့်ရင်တော့ Joshua Ban ဆိုတဲ့လူငယ်လေးဟာလန်ကူလာမှာရပ်တန့်သွားမဲ့သူတယောက်မဟုတ်ဘူးဆိုတာယုံကြည်စရာအကြောင်းတွေအပြည့်အဝရှိနေပါတယ် ခွန်အားအမြန်နှုံနီးစနစ်စတဲ့ရုပ်ပိုင်းဆိုင်ရာပြည့်စုံမှုတွေအပြင်အရေးကြီးဆုံးဖြစ်တဲ့စိတ်သက်ကြံ့ခိုင်မှုဖီအားတွေကြားထဲမှာမှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်တဲ့ဦးနောက်ပိုင်းဆိုင်ရာစွမ်းရည်တွေကသူ့ကိုချန်ပီယံရွှေခါးဘွယ်စီဦးတည်သွားနေတဲ့လမ်းကြောင်းပေါ်ကိုခိုင်ခိုင်မာမာတင်ပေးလိုက်ပြီးဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်